Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျမကကိုယ်တိုင်လုပ်ထားတဲ့လိမ်ကိုကီးကိုမှခြေပြီးတော့ရေနွေးနည်းနည်းလေးထည့်လိုက်ကြတယ်ပွားပွားကြီးဒါပေမဲ့ရေနွေးနဲ့ရောရမှာနော်ပူလေးမှစကောင်းဒါကိုယ်တိုင်လုပ်ထားရှေ့ကောင်းတယ်ဒီတော့ရေနွေးဒီကိုကီးကိုနို့ကိုကီလို့ခေါ်တယ်အဲ့နို့ကိုကီကိုခြေပြီးမှခွက်တဲ့ထဲကြိုက်တဲ့ခွက်တဲ့ထဲနော်ကြိုက်တဲ့ခွက်တဲ့ထည့်ပြီးလို့ရှိရင်အဲ့ရဲ့ခွက်ကြိုက်တဲ့ခွက်တဲ့ထည့်ပြီးရင်ရေနွေးနဲ့ထည့်ပြီးမှုေပြီးလို့ရှိရင်ဒီလိုပွားတဖြည်းဖြည်းနဲ့ပွားဖြစ်လာတယ်โอ้ရှယ်ပဲဆိုရင်စပြတော့မယ်နော်ပူတော့ဖြည်းဖြည်းလေးမို့စားဖြည်းဖြည်းလေးကောင်းတယ်ရှယ်ပဲအရင်ကောင်းတယ်ကိုစီရလေးစားပါဒါချောကလက်တော့ဒီနဲ့ဒါပေမဲ့ကြိုက်တဲ့ flavor ထည့်လို့ရဒီကတော့ကိုကီးဖြင့်ရပြီပေါ့ကိုကီးနဲ့လို့ဆချင်းတော့နားတောင်ကျမဒါလေးကိုဟွာတင်ရမိုင်လိုလုံးလို့ရရဲ့ထင်နေတာထည့်ကြည့်လိုက်တော့လူမျိုးပွားဖြစ်စံပြုတ်လို့ပေါ့ငယ်ရလေးကျမငယ်ရလေးတဲ့ကကျမငယ်ရလေးတဲ့စားတဲ့ဟာနေမကောင်းလို့ဆိုပြီးစားတဲ့ဟာလေးကောင်းလာတယ်ကောင်းအဲ့ပြေပေါ်တက်လိုက်တယ်ကိုမောင်ပါပြီဒါလေးကိုကြည့်ပေးတဲ့သူကျေးဇူးတင်ပါတယ် like နဲ့ subscribe အောက်မှာလုပ်ပေးပါအောင်ရှင်တတာ